စေတက္ကသိုလ်တက်ခဲ့ကြတဲ့အနုပညာရှင်များနံပါတ်1ပိုင်ဖြိုးသူကမိခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီးစေတက္ကသိုလ်ကိုတက်ရောက်ခဲ့သူဖြစ်ပါတယ်။ပိုင်ဖြိုးသူရဲ့မိခင်ဒေါ်နယ်ဦးကဆရာဝန်တူဖြစ်ပြီးရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း TTC ကနေအထက်တန်းပြီးတဲ့နောက်ပိုင်ဖြိုးသူကိုယ်တိုင်ကလည်းရန်ကုန်စစ်တပ်မှာဆက်လက်တက်ရောက်ခဲ့ပါတယ်။ဆရာဝန်ဖြစ်ပြီးတဲ့နောက်ပိုင်ဖြိုးသူကစီးပညာနဲ့အသက်မဝမ်းကြောင်းမပြုတ်ပဲဝါသနာကြီးရာအနုပညာလမ်းကြောင်းပေါ်မှာချစ်စုပ်ပြည့်ဝင်ရောက်ခဲ့ပြီးတော့စာရေးဆရာမကြီးကြီးရေးတဲ့ဝတ္ထုကိုပြန်လည်ဖန်တီးထားတဲ့2019ခုထွက်မိရုပ်ရှင်မှာဆက်ဆောင်အဖြစ်ပါဝင်ရာကနေသူမရဲ့အနုပညာနဲ့ပတ်သက်ပြီးတော့ချီးကျူးမှုတွေရရှိလိုက်ပါတယ်။နံပါတ်2ဖြူဖြူကျော်သိန်းအဆိုတော်ဖြူဖြူကျော်သိန်းဟာလည်းရန်ကုန်စစ်တပ်ကနေဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းကိုသမဝါယမဝန်ကြီးဌာနအငင်းစားညွှန်ကြားရေးမှူးဦးကျော်သိန်းနဲ့စီးပွားရေးတက္ကသိုလ်အငင်းစားလက်ထောက်ကတိကဒေါ်တင်တင်ကြည်တို့ကဧပြီလ22ရက်1981မှာမွေးပြီးတော့အသက်9နှစ်กว่าတဲ့ညညသိန်းဆိုတဲ့အမတစ်ယောက်လည်းရှိပါတယ်။သူမကအထက်တန်းကျောင်းကိုရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း TTC ကနေပြီးခဲ့ပြီးတော့စေတက္ကသိုလ်1ရန်ကုန်ကနေပဲဆရာဝန်ဘွဲ့ရရှိခဲ့ပါတယ်။အဲဒီနောက်